မိဘတွေရှိနေရတဲ့တချို့လူတွေဘာလို့ကိုယ်အခန်းထဲမှာအောင်းနေတတ်ကြတာလဲအိမ်ဆိုတာအေးချမ်းချမ်းနိုင်လို့ရမယ်နေရလို့ပြောကြတယ်ဒါပေမဲ့မိဘတွေပြန်လာပြီးဆိုတာနဲ့ကျွန်တော်တို့ဘာလို့ကိုယ်အခန်းထဲမှာပဲအောင်းနေချင်ကြရလဲအဲ့လိုအခန်းအောင်းနေတာမိဘတွေကိုမလေးစားလို့ဒါမှမဟုတ်ခက်ခွက်ခွာနေချင်လို့မဟုတ်ပါဘူးတကယ်တော့စိတ်ပိုင်းဆိုင်ရာအရာလုံခြုံတယ်လို့ခံစားခြင်းလို့ဖြစ်ပါတယ်အိမ်မှာအမြဲတမ်းလိုလိုဆင်မပြေမှုတွေအပြစ်တင်တန်တွေနဲ့ဘာထဖြစ်မလဲကြိုမသိနိုင်တဲ့ခြေနေတွေကိုခဏခဏကြုံလာတဲ့အခါတယောက်တည်းနေတာမှကိုယ့်အတွက်ပိုအေးချမ်းတယ်ဆိုတာကိုနားလည်သွားခဲ့တာဒီတော့အခန်းလေးကသူတို့အတွက်ဘယ်သူမျက်နှာမှာကြည့်စရာမလိုအပြောခံစရာမလိုပဲစိတ်ကြအနိုင်လို့ရတဲ့နေရာလေးဖြစ်လာတာပေါ့အချိန်ကြာလာတာနဲ့အမျှဒီနေရာလေးကသူတို့အတွက်အကာအကွယ်တစ်ခုဖြစ်လာခဲ့ပါတယ်မိဘတွေပြန်လာတဲ့အတန်ကြာနဲ့သူတို့စိတ်ထဲမှာလိုလိုသတိထားမိသွားတယ်ငြိမ်ကျသွားတယ်တိတ်တိတ်လေးပဲနေချင်သွားတော့တယ်ပြင်မှာပါပြဿနာမှဖြစ်ရင်တောင်မှအရင်တော့အိမ်ရငွေတက်ကဘလောက်တောင်စိတ်မွန်းကျက်စရာကောင်းခဲ့သလဲဆိုတာကိုကိုယ်ခန္ဓာကိုယ်ကလိုလိုမှတ်မိနေကြတာမျိုးပါဒီလိုပြုမှုနေတာမိဘတွေကိုမုန်းလို့မတွေ့ချင်လို့ရှောင်နေတာမျိုးအမြဲတမ်းမဟုတ်ပါဘူးတချို့အချိန်တွေကျရင်စိတ်ပင်ပန်းရမယ့်အချိန်တွေကလွတ်ကင်းသွားအောင်ကိုယ့်ကိုယ်လူလုံးဖြောက်ထားတတ်တဲ့အကျင့်တစ်ခုလိုဖြစ်သွားခဲ့တာပါဒါကြောင့်လဲကိုယ်ခန်းလေးဆိုတာတာမန်4000ခန်းလေးတစ်ခုတည်းအများကြီးပို့သွားခဲ့ပါပြီလုံးဝစိတ်အေးချမ်းရပြီးကိုယ့်ကဘာလေးနဲ့ကိုလွတ်လွတ်လပ်လပ်နေလို့ရတဲ့တစ်ခုတည်းသောနေရာလေးမျိုးဖြစ်ပါတယ်